တောင်းတောင်းရဲ့အနီးမှာနေထိုင်ဖို့လဲဆင်ပြေရမယ်ရင်းနှီးမြှုပ်နှံမှုအတွက်လည်းအကျိုးအမြတ်ဖြစ်စေမဲ့အိမ်ယာစီမံကိန်းတစ်ခုအကြောင်းကိုဒီဗီဒီယိုလေးမှာကျွန်တော်ရှင်းပြပေးပါမယ်ရှုခင်းသားမြို့ပတ်လမ်းမကြီးပေါ်မှာတည်ရှိပြီးတော့အနာဂတ်အတွက်တန်ဖိုးတက်လာမယ်အိမ်ယာစီမံကိန်းတစ်ခုကိုကျွန်တော်ဒီနေ့မှာလိုက်ပြပေးမှာဖြစ်ပါတယ်ခိုင်မာမှုရှိတဲ့ဂေယမြေဂေးချက် community နဲ့လုံခြုံရေးစနစ်တို့အပြည့်ထည့်သွင်းထားတဲ့ဒီဗီလာမှာဒီလိုမျိုးစင်းတို့နဲ့နောက်တစ်ခါပြန်မရနိုင်တော့ဘူးเนาะအိမ်ယာမျိုးစားရဲ့အနေနဲ့ဗီလာ town house short house ဆိုပြီးတော့၃မျိုးထည့်သွင်းပေးထားပါတယ် town house ကတော့အယောင် also out ဖြစ်သွားပါပြီဒီဗီလာမှာဆိုရင်မြေကျဲပေ90ပတ်လဲပြုတ်လုပ်ပေးထားပြီးတော့မိသားစုတွေကြဲကြဲဝန်းဝန်းနဲ့ luxury ဆန်ဆန်နေထိုင်လို့ရအောင်ပြုတ်လုပ်ပေးထားရလို့လည်းသိရပါတယ်ဒါကတော့ short house ပဲဖြစ်ပြီးမြေကျဲ29ပေ56ပေပေါ်မှာမိသားစုပဲနေထိုင်မလားလူနေဆိုင်ငန်းမဖွင့်မလားရုံးခန်းမဖွင့်မလားစီးပွားရေးလုပ်လို့ကောင်းတဲ့အိမ်ယာမျိုးစားတစ်ခုပဲဖြစ်ပါတယ်ဒီမှာအရေးကြီးဆုံးတစ်ချက်ရှိသေးရဲ့နော်ဒီဗီလာရှုခင်းတာ project မှာ limited အနေနဲ့6ကွက်သာကြန့်ရှိရတာဖြစ်လို့စိတ်ဝင်စားတဲ့လူကြီးမင်းတွေအနေနဲ့အမြန်ဆုံးလက်ဦးမှုရယူထားဖို့တော့လိုမယ်နော်အခုချိန်မှာကျွန်တော်တို့ Cosmo Heaven နဲ့ချိတ်ဆက်ဝယ်ယူမယ်ဆိုပါက promotion တွေနဲ့ဒီဈေးကိုမှ 5% discount ထပ်ပြီးတော့ shop ပေးသွားမှာပဲဖြစ်ပါတယ် payment plan တွေအနေနဲ့ developer domain ရေးကြစနစ်တွေနှစ်ရှည်ဘဏ်လုံးတွေနဲ့ပါဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ကဲကျွန်တော်ကတော့အကုန်လုံးပြပြပေးပြီးသွားပြီဆိုတော့စိတ်ဝင်စားလို့ဝယ်ယူခြင်းတဲ့ customer အနေနဲ့ကျွန်တော်တို့ Cosmo Heaven ကိုအခုပဲအမြန်ဆုံးဆက်သွယ်ဆောင်လိုက်ပါကျေးဇူးတင်ပါတယ်Apple Pay